ကမ္ဘာပေါ်မှာဖြေရှင်းလို့မရသေးတဲ့လျှို့ဝှက်စမ်းကြယ်မှုတွေအများကြီးရှိတဲ့ထဲကတစ်ခုကိုပြောပြချင်ပါတယ်ဗျဒီဖြစ်ရပ်ကိုဒိုင်းအားလျှို့ဝှက်စမ်းကြယ်မှုလို့ခေါ်ပါတယ်1959ခုနှစ်ဇန်နဝါရီလ25ရက်နေ့အီကောဒိုင်အားလုံးဦးဆောင်တဲ့တောင်တက်အဖွဲ့ဟာဆာဘာလောက်မျိုးကနေစတင်ထပ်ခါခဲ့ပါတယ်အဖွဲ့ဝင်10ယောက်ရှိတဲ့အထက်က9ယောက်ကကျောင်းသားတွေဖြစ်ပြီးတယောက်ကတော့အင်ဂျင်နီယာတယောက်ဖြစ်တဲ့စီမီယွန်ဆိုလိုတာတော့ပါသူတို့ရဲ့ခီးစဉ်က Category 3လို့ခေါ်တဲ့အခက်ခဲဆုံးအဆင့်သတ်မှတ်ချက်ရှိတဲ့တောင်တက်ခီးစဉ်ဖြစ်ပါတယ်။ဆိုလိုတာကဒီခီးစဉ်ကိုပြီးမြောက်ဖို့ဆိုရင်အတွေ့အကြုံရှိဖို့ကအရန်အရေးကြီးတယ်ဗျ။ဇန်နဝါရီလ29ရက်နေ့မှာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ယူရန်ကကျန်းမာရေးအခြေအနေအရပြန်လှည့်ခဲ့ရပါတယ်။ဒါဟာသူ့အတွက်တော့ကံကောင်းခြင်းဖြစ်ခဲ့ပါတယ်။ကျန်တဲ့အဖွဲ့ဝင်9ယောက်ကတော့ခီးဆက်ခဲ့ကြတယ်ဗျ။သူတို့ဟာဇန်နဝါရီလ31ရက်နေ့မှာဘီရှားရွာကိုရောက်ရှိခဲ့ပါတယ်။အဲဒီကနေနောက်ဆုံးရွာဖြစ်တဲ့ရောင်ငယ်လေးတစ်ရွာကိုဆက်လက်ထွက်ခွာသွားခဲ့ကြပါတယ်ဗျ။ဖေဖော်ဝါရီလ1ရက်နေ့မှာသူတို့ခိုလက်ဆိုင်ရခဲ့တောင်ချီကိုရောက်ရှိခဲ့ကြပါတယ်။မန်စီလူမျိုးတွေရဲ့ဘာသာစကားနဲ့ဆိုရင်ခိုလက်ဆိုင်ရခဲ့ဆိုတဲ့အဓိပ္ပာယ်ကတေမင်းတောင်လို့အဓိပ္ပာယ်ရပါတယ်။နာမည်နဲ့လိုက်အောင်ဒီတောင်ဟာသူတို့အတွက်တေမင်းတောင်တစ်ခုဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနေ့ညနေမှာသူတို့ခိုလက်ဆိုင်ရခဲ့တောင်ပေါ်ကိုရောက်ရှိခဲ့ကြတယ်ဗျ။မိုးချုပ်တဲ့အချိန်မှာဒိုင်းယာလောက်အဖွဲ့ဟာတောင်ဆောင်မှာစခန်းချဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါဟာသူတို့ရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်ခဲ့ပါတယ်။ပုံမှန်အားဖြင့်အတွေ့အကြုံရှိတဲ့တောင်တက်သမားတွေဟာလီကာတဲ့နေရာတွေမှာစခန်းချလေးရှိကြပါတယ်။ဒါပေမဲ့ဒိုင်းယာလောက်အဖွဲ့ကတော့တောင်ဆောင်အလယ်မှာစခန်းချခဲ့ကြတယ်ဗျ။ဘာလို့လဲဆိုတာကိုတော့ယခုထိအဖြေမရှိသေးပါဘူး။သူတို့တဲဆောက်ပြီးတဲ့အချိန်မှာညနေ9နာရီခန့်လောက်ရှိနေပါပြီ။ညစာစားပြီးတဲ့နောက်ဓာတ်ပုံတချို့ရိုက်ခဲ့ကြတယ်ဗျ။ဒီဓာတ်ပုံတွေဟာသူတို့ရဲ့နောက်ဆုံးဓာတ်ပုံတွေဖြစ်သွားခဲ့ရပါတယ်။သူတို့ည9နာရီလောက်မှာအိပ်ယာဝင်ခဲ့ကြတယ်ဗျ။ဒါပေမဲ့အဲ့ဒီညမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုယခုချိန်ထိဘယ်သူမှတိတိကျကျမသိခဲ့ကြပါဘူး။ယခုချိန်မှာကျွန်တော်တို့သိချင်တာတွေကအဲ့ဒီညကသူတို့ဘလို့ထိတ်လန့်တုန်လှုပ်မှုတွေစိတ်လှုပ်ရှားစရာမြင်ကွင်းတွေတွေ့ခဲ့တာလဲ။တဲရဲ့အပေါဝါကနေမထွက်ဘဲတဲကိုဓာတ်နဲ့ခွဲပြီးဘာလို့ကြောက်လန့်တကြားထွက်ပြေးခဲ့ရတာလဲဆိုတာပါပဲ။အပြင်အပူချိန်25ဒီဂရီအောက်လေပြင်းတွေတိုက်ခတ်နေတယ်နှင်းမုန်တိုင်းကျနေတယ်ဒီလိုအခြေအနေမျိုးမှာဘယ်သူမှဖက်နှက်မပါအင်ဂျင်မပါပဲအပြင်ထွက်မှာမဟုတ်ပါဘူးဒါပေမဲ့ဒိုင်းယာလောက်အဖွဲ့ကတော့ဒီနှင်းမုန်တိုင်းထဲမှာအဝတ်မပါဖက်နှက်မပါပဲထွက်ခဲ့ကြတယ်ဗျတဲကိုဓာတ်နဲ့ခွဲဖြတ်ပြီးထွက်ပြေးထားတဲ့ခြေရလက်ရတွေခြံခဲ့တာပါဖေဖော်ဝါရီလ20ရက်နေ့မှာတော့ဒိုင်းယာလောက်အဖွဲ့ပြန်လာဖို့နောက်ကျနေပြီဖြစ်တဲ့အတွက်ရှာဖွေရေးအဖွဲ့တွေကိုဆေလွတ်လိုက်ကြပါတယ်ဒီအဖွဲ့မှာចောင်းသားတွေရဲ့မိသားစုဝင်တွေရဲတွေစစ်တပ်နဲ့စေနာဝန်ထမ်းတွေပါဝင်ခဲ့ကြပါတယ်ဖေဖော်ဝါရီလ26ရက်နေ့မှာရှာဖွေရေးအဖွဲ့ဟာတောင်ဆောင်မှာတဲတစ်လုံးကိုတွေ့ရှိခဲ့ကြတယ်ဗျတဲကနှင်းတွေနဲ့ဖုံးလွှမ်းနေပြီးတဝက်လောက်ကနှင်းထဲမှာမြုပ်နေတယ်တဲထဲမှာတော့လူမရှိတော့ပါဘူးဒါပေမဲ့သူတို့ရဲ့ပစ္စည်းတွေအစားအစာတွေဖနက်တွေအကုန်ကျန်ခဲ့ပါတယ်တဲရဲ့နံရံတွေမှာအတွင်းဘက်ကနေဓာတ်နဲ့ဖြတ်ထားသလိုစုပ်ပြတ်နေတာတွေတွေ့ခဲ့ကြတယ်ဗျဒါဟာသူတို့တဲအတွင်းကနေအပြင်ကိုကြောက်လန့်တကြားထွက်ခွာဖို့ကြိုးစားခဲ့ဟန်တူပါတယ်သူတို့တဲကနေမီတာ900အကွာအထိခြေပလာနဲ့ပြေးလွှားထားတဲ့ခြေရာတွေတွေ့ခဲ့ကြရပါတယ်တချို့ကတစ်ယောက်တည်းတချို့က2ယောက်3ယောက်အုပ်စုဖွဲ့ပြီးပြေးလွှားထားတဲ့ပုံပါပဲခြေရာတွေပျောက်သွားတဲ့နေရာမှာတစ်ပင်တစ်ပင်ကို9မီတာအထိအကိုင်းတွေကျိုးကျနေတာတွေ့ခဲ့ရတယ်ဗျတစုံတစ်ယောက်က9မီတာအထိမြင့်တဲ့တစ်ပင်ပေါ်တက်ပြီးအကိုင်းတွေချိုးခဲ့လို့ကျိုးသွားတာလားဒါမှမဟုတ်တကူးကူးကတစ်ပင်ကိုဝင်တိုက်မိလို့လားတေချာတာကတော့သူတို့တွေပြေးရင်လာရင်9မီတာအထိမြင့်တဲ့တစ်ပင်ပေါ်တက်ပြီးအကိုင်းတွေချိုးခဲ့လိမ့်မယ်လို့တော့ကျွန်တော်မထင်ပါဘူးအဲ့ဒီအပင်အနီးနားမှာမီးမွေးထားတာတွေ့ခဲ့ရတယ်ဗျဒါပေမဲ့မီးဖို့အောင်မြင်ခဲ့ဟန်မတူပါဘူးပြီးတော့ဒီနေရာမှာပဲတောင်တန်းအဖွဲ့ဝင်2ဦးရဲ့ရုံအလောင်းတွေကိုစတင်တွေ့ရှိခဲ့ပါတယ်သူတို့ကချင်းအိတ်ဆွရုံအတွင်းကန်ဘောင်းမီတိုလေးတွေနဲ့အပူလွန်ကဲမှုကြောင့်တည်ဆုံသွားခဲ့တာပါနောက်ထပ်အလောင်း3လောင်းကတော့တစ်ပင်နဲ့မီတာ300အကွာမှာထပ်တွေ့ခဲ့ကြတယ်ဗျသူတို့လည်းအပူလွန်ကဲမှုကြောင့်တည်ဆုံခဲ့ရတာပါဒါပေမဲ့ကျန်တဲ့4လောင်းကတော့ရှာမတွေ့ပဲပျောက်နေခဲ့ပါတယ်မေလ4ရက်နေ့နှင်းနဲ့အရေးပြောသွားတဲ့အခါမှကျန်တဲ့4လောင်းကိုထပ်မံတွေ့ရှိခဲ့ကြတယ်ဗျသူတို့ကတဲနဲ့မီတာ85အကွာမှာကြောက်ကမ်းပါအောက်စမ်းချောင်းထဲမှာရှိနေခဲ့တာပါဒီအလောင်း4လောင်းရဲ့ဒဏ်ရာတွေကကျန်တဲ့အခြား9ယောက်နဲ့လုံးဝမတူပါဘူးဗျနီကိုလိုင်းတီဘိုပကီနိုဆိုသူရဲ့အုံနောက်
ဦးခွန်ကချိုးပက်နေပြီးအုံနောက်ထဲကိုအယိုးစားတွေစိတ်ဝင်နေပါတယ်ဒီလိုဒဏ်ရာမျိုးကကားတစ်စီးကအချိန်ပြင်းပြင်းနဲ့တိုက်မိတဲ့အချိန်မှသာရတတ်တဲ့ဒဏ်ရာမျိုးပါစီနိုင်နာကုံမကိုရိုဘာဆိုသူရဲ့ဦးခေါင်းမှာလည်းအလားတူဒဏ်ရာမျိုးပြင်းထန်စွာရှိနေပါတယ်လူမီနာဒိုပီနီနာနဲ့စီမီယွန်ဆိုလိုထာရောတို့ရဲ့ရင်ဘတ်တွေကကျိုးပက်ဒဏ်ရာတွေပြင်းထန်စွာရှိနေပါတယ်။ဆရာဝန်တွေရဲ့အဆိုအရဒီလိုဒဏ်ရာမျိုးရဖို့ဆိုရင်ကားစီးကအရှိန်ပြင်းပြင်းအားပြင်းပြင်းနဲ့တိုက်မိမဲ့ရတတ်တဲ့ဒဏ်ရာမျိုးလို့ဆိုပါတယ်ဗျ။ဒါပေမဲ့ဒီထက်ပိုထူးဆန်းဆုံးကတော့ဒူပီနီနာနဲ့ဆိုလိုထာရောတို့ရဲ့မျက်လုံးတွေပျောက်ဆုံးနေခဲ့တာပါ။ဒါ့အပြင်ဒူပီနီနာရဲ့ရှာလည်းပျောက်နေပါတယ်။ဒဏ်ရာတွေကိုစစ်ဆေးတဲ့အခါမှာသူတို့ရဲ့အဝတ်စားတွေမှာရေဒီယိုသတ္ထုချမှုအနှဲငယ်ပါဝင်နေတာကိုလည်းတွေ့ခဲ့ရပါတယ်ဗျ။ဒါပေမဲ့ဘယ်သူမှဒီဒဏ်ရာတွေကဘာကြောင့်ရခဲ့လဲဆိုတာကိုတိကျတဲ့အဖြေနဲ့ရှင်းပြနိုင်တာမျိုးမရှိခဲ့ပါဘူး။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ theory ပေါင်းများစွာထွက်ပေါ်ခဲ့တယ်ဗျ။အဲ့ဒီ theory တွေထဲကရေပန်းစားဆုံးဖြစ်တဲ့ theory တွေကိုပြောပြပေးပါမယ်။ theory နံပါတ်1စီးနှင်းပြိုကျမှုတချို့ကစီးနှင်းတွေပြိုကျလို့ပြောကြပါတယ်ဗျဒါပေမဲ့စီးနှင်းပြိုကျရင်တဲကလည်းပျက်စီးသွားမှာပါဒါပေမဲ့တဲကနှင်းမုန်တိုင်းကြောင့်စီးနှင်းဖုံးတာကလည်းလို့ပျက်စီးတာမျိုးမရှိပါဘူး theory နံပါတ်2လေဆူနာမီဒေါက်တာဂျိုဟန်ကန်ရဲ့လေ့လာချက်အရတောင်ပေါ်ကလေပြင်းတွေစီးနှင်းတွေကိုတိုက်ခတ်ပြီးဆူနာမီဖြစ်သွားတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီ theory ကိုလည်းလက်ခံတဲ့သူနည်းပါတယ် theory နံပါတ်3ယတိစီးနှင်းလူသားဒေသခံတွေကယတိလို့ခေါ်တဲ့စီးနှင်းလူသားတွေကတိုက်ခိုက်တာလို့ယုံကြည်ကြပါတယ်ဒါပေမဲ့ဒီ theory ကသိပ္ပံနည်းကျအထောက်အထားမရှိခဲ့ပါဘူး theory နံပါတ်4ဂျိုသားများတချို့ကဂျိုသားတွေရဲ့လုံရက်လို့ဆိုကြတယ်ဘာလို့လဲဆိုတော့အခြားတောင်တက်အဖွဲ့တစ်ဖွဲ့ကအဲ့ဒီညမှာကောင်းကင်မှာလိန်မော်ရောင်မီးလုံးတွေပြန်သန်းနေတာကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်သူတို့တွေတကယ်ပဲဂျိုသားတွေနဲ့တွေ့ခဲ့တာလားဒါကတော့ယနေ့အချိန်ထိဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးလူအများစုမေးခွန်းထုတ်နေကြဆဲပါ theory နံပါတ်5စစ်လက်နက်စမ်းသပ်မှုဆိုဗီယက်စစ်တပ်ကလျှို့ဝှက်လက်နက်စမ်းသပ်တာလို့ဆိုကြပါတယ်ရုပ်လောင်းတွေမှာရေဒီယိုသတ္ထုချမှုတွေကိုတွေ့တာကလည်းဒီ theory ကိုပိုပြီးခိုင်မာစေပါတယ်ဒီ theory ကိုပိုပြီးခိုင်မာစေတဲ့အချက်ကဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးစုံစမ်းရရှိသမျှတွေကိုအစိုးရအဖွဲ့ကယနေ့ချိန်ထိလျှို့ဝှက်ထားတာကြောင့်ဖြစ်ပါတယ် theory နံပါတ်6မှုတချို့သူတည်တည်တွေကမှုတွေကိုစားမိပြီးခမုန်းဆွဲတာလို့ဆိုပါတယ်ခမုန်းဆွဲရင်ထူးဆန်းတဲ့အပြုမှုတွေလုပ်တတ်ကြတယ်ဒါပေမဲ့သူတို့အားလုံးဘလို့မှုတွေစားမိခဲ့လဲဆိုတာကိုတော့မသိကြပါဘူးဒါကမဖြစ်နိုင်တဲ့ theory ဖြစ်ဖို့များပါတယ်ဒါကကျွန်တော်အမြင်ပါဘာကြောင့်လဲဆိုရင်သူတို့တွေတောင်တခီးစဉ်မစခင်မှာအစားအသောက်တွေလုံလုံလောက်လောက်တည်ယူသွားကြတာကြောင့်ပါဒါအပြင်သူတို့ရဲ့တဲထဲမှာစားလက်စအစားအစာတွေရှိနေစေဖြစ်ပါတယ်ဒီအစားအစာတွေထဲမှာမှုကိုလုံးဝတွေ့ရှိခဲ့တာမျိုးမရှိပါဘူး2021ခုနှစ်ဆွစ်ဇာလန်သူတည်တည်တွေဖြစ်တဲ့ဂျိုဟန်ဂန်နဲ့အလက်ဆန်ဒါပတ်စရင်တို့ကဒီဖြစ်ရပ်ကိုကွန်ပျူတာမော်ဒယ်နဲ့ပြန်လည်လေ့လာခဲ့ကြပါတယ်သူတို့ရဲ့လေ့လာချက်အရအစီးနှင်းအလှတစ်ခုပြိုကျမှုကဒီဖြစ်ရပ်ကိုရှင်းပြနိုင်တယ်လို့ဆိုပါတယ်တောင်ဆောင်ကမတ်ဆောက်မှု30ဒီဂရီလောက်ပဲရှိတယ်။လေပြင်းတိုက်ခတ်ချိန်မှာစီးနှင်းလွှာကိုမတည်ငြိမ်မှုဖြစ်သွားစေတယ်။လေပြင်းကနောက်ထပ်စီးနှင်းတွေကိုတည်လာတယ်။9နာရီအကြာမှာစီးနှင်းအလှတွေပြိုကျလာတယ်။ဒီစီးနှင်းပြိုကျမှုကကားရွယ်စားလောက်ရှိပြီးတဲကိုဝင်တိုက်တယ်။တောင်တသမားတွေအိတ်နေတုံဖြစ်တာမို့ရင်ပတ်နဲ့ဥကောင်းတွေမှာပြင်းပြင်းထန်ထန်ထိမှန်ခဲ့ကြတယ်။ထိလန့်သွားတဲ့သူတို့ကတဲကိုဓာတ်နဲ့ဖြတ်ပြီးထွက်ပြေးခဲ့ကြတယ်။တစ်တော်ထဲမှာမီးမွေးဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ဘူး။လေးယောက်ကကြောက်ထဲပြုတ်ကျပြီးကျန်တဲ့လူတွေကအေးဒဏ်ကြောင့်တည်ဆုံးသွားကြတယ်။ပျောက်နေတဲ့မျက်လုံးနဲ့ရှာတွေကြတည်ပြီးမှတိုင်းတလိษံတွေကလာစားတာလို့ယူဆရတယ်။2022ခုနှစ်မှာနောက်ထပ်၄လခီ3ချိန်ထပ်သွားခဲ့ပြီးဒိုင်ယာလောင်လျှို့ဝှက်စမ်းကြယ်မှုမှာစီးနှင်းပြိုကျမှုအထောက်အထားသစ်တွေထပ်မံတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။သိပ္ပံပညာရှင်တွေကဒါဟာအဖြစ်မှန်လို့ယူဆခဲ့ကြပေမဲ့လူအများစုကသူတို့ရဲ့အဖြေတွေကိုမေးခွန်းတွေဆက်ထုတ်နေကြဆဲပါ။ဘာလို့အတွေ့အကြုံရှိတဲ့တောင်တသမားတွေကဖက်နှက်မပါပဲထွက်ပြေးခဲ့ကြရတာလဲ။ဘာလို့သူတို့တောင်ဆောင်အလယ်မှာစခန်းချခဲ့ကြတာလဲဘာလို့အလောင်းတွေမှာရှာနဲ့မျက်လုံးတွေပျောက်နေတာလဲစီးနှင်းပြိုကျမှုကြောင့်တဲကိုဝင်တိုက်လို့သူတို့တွေဒဏ်ရာရခဲ့ကြတယ်ဆိုရင်ဘာလို့တဲကအကောင့်တိုင်းရှိနေပြီးအစားအစာတွေသူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေကအကောင့်တိုင်းရှိနေခဲ့တာလဲဆိုတဲ့မေးခွန်းတွေကယနေ့ထက်တိုင်အဖြစ်မရှိသေးပါဘူးဒီဗီဒီယိုကိုကြည့်ရှုကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ။ဒိုင်ယာလောလျှို့ဝှက်စမ်းကြယ်မှုအကြောင်းခင်ဗျားတို့ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာရေးခဲ့ပေးပါဦး။နောက်ထပ်လျှို့ဝှက်စမ်းကြယ်မှုတွေကိုဆက်လက်တင်ဆက်ပေးအောင်မှာမို့ကျွန်တော်ရဲ့ TikTok account သို့မဟုတ် YouTube channel လေးကို follow လုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်။